ဟုတ်ကဲ့တော့ဒီမေကွန်းလေးကတော့ဗောနော်ဒီမေမေတယောက်ကသူကကိုဝင်စရှိလာတဲ့အခါမှာသူကဘာခံစားရလဲဆို morning sickness ပေါ့နော်သူဒီလိုခံစားရတယ်ဗောနော်အဲ့လိုခံစားရတဲ့ခါကျသူစိုးရင်လာဗောနော်သူကိုခံအားပြည့်အောင်လို့ဗောနော်ဒီ morning sickness လည်းရှိနေတယ်ကိုခံအားလည်းပြည့်အောင်လို့ဘယ်လိုမျိုးဗောနော်နေထိုင်နဲ့စားတောက်တဲ့ဒီလိုပဲဟုတ်ပါတယ်ဆရာဒီကိုဝင်ဆောင်ကာလမှာဆိုလို့ရှိရင်ကိုဝင်ဆောင်ဘူးဝေပြုတ်အန်ခြင်းဆိုတဲ့ morning sickness အားဆိုလို့ရှိရင်လည်းကိုဝင်ဆောင်မေမေတွေတော်တော်များများခံစားလေးရှိပါတယ်ဒါကလေတော့ပြောရလို့ရှိရင်တော်တော်လေးစိုးတယ်ပေါ့နော်ဘာစားစားကိုမအင်္ဂတာပြီးအန်ရှင်နဲ့ဆိုတော့ပိုးတော့ကောတတိသားတော့ကောအဟားပြီးွားဘာမလားဆိုပြီးတော့တစ်ဖက်မှာလည်းကိုယ်ရဆောင်မေမေတွေကစိတ်ဖိစီးမှုတွေရှိကြရပေါ့နော်အဲ့လိုအချိန်ကာလမှာဆိုလို့ရှိရင်ကျမတို့ကအာဟာရပိုင်းဆိုင်ရာအနေနဲ့ဒီကိုယ်ရဆောင်မေမေတွေမှာစားလိုက်ပြီးတော့နည်းနည်းလေးဘူးဝေပြုတ်အန်တာတက်တာကိုဘယ်လိုအာဟာရလေးနဲ့စားရမလဲဆိုတာကိုဒီမှာဝေပြပေးသွားချင်ပါတယ်အဲ့တော့ morning sickness ဆိုတဲ့ကိုယ်ရဆောင်ကာလမှာဘူးဝေပြုတ်အန်တာပထမဆုံးဒီ first trimester ပထမ3လမှာတော်တော်လေးခံစားရလေးရှိတယ်second trimester ဖြစ်တဲ့အပတ်20လောက်ရောက်တဲ့အချိန်မှာတော့တော်တော်များများမေမေတွေကတက်တာလေးရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ကိုဝင်ဆောင်မေမေတွေအထူးသဖြင့်တဦးကိုဝင်နေမှာဆိုလို့ရှိရင်တော့နောက်ဆုံးမွေးဖွားကန်လေးနောက်ဆုံး3လအထိကိုဝင်ဆောင်3လအထိကို hyper emesis ဆိုတဲ့လုံးဝမတက်တာပဲနဲ့ပေါ့နော်ဆေးရုံရောက်ပြီးတော့IV hydration တွေလောက်ရမျိုးတွေ drip ထိရမျိုးတွေအထိတော်တော်လေးဆူဆူရခံစားရလဲတွေ့ရတယ်အဲ့တော့ဒါကဘာကြောင့်လဲဆိုတော့အဓိကတော့တဦးကိုဝင်နေမှာအဖြစ်များတယ်။ဘာကြောင့်လဲဆိုတော့ကိုဝင်ဆောင်ကာလမှာဒီ HCG ဆိုတဲ့ဟော်မုန်းကလည်းမြင့်တက်လာပြီး estrogen နဲ့အတူအပြိုင်မြင့်တက်လာတဲ့အတွက်ကြောင့်ဟော်မုန်းchanges တွေကြောင့်လည်းပို့ပြီးတော့မူးဝေပြုတ်ဝမ်းတာတွေဖြစ်တတ်တယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကမျိုးလိုက်တယ်ပေါ့မျိုးလိုက်ဆိုကိုအမေတွေအမတွေမှာလည်းကိုဝင်ဆောင်ကာလတော့မူးဝေပြုတ်ဝမ်းတယ်ဆိုလို့ရှိရင်လည်းဒါ gene နဲ့လည်းဆိုင်တယ်ပြီးတော့တဦးကိုဝင်နေမှာဆိုလို့ရှိရင်လည်းအထူးတလည်းဖြစ်တတ်တယ်။နောက်စိတ်ဖိစီးမှုများရင်လည်းပို့ပြီးတော့ဒီ morning sickness တာပို့ပြီးတော့ဖြစ်နေပါတယ်။အဲ့တော့ဒီလိုကာလမှာဆိုလို့ရှိရင်အဟားပြေးအောင်စားတော့ဘွားအရေးအကြီးတယ်ပေါ့နော်အဲ့တော့အကြံပေးခြင်းနဲ့ပထမဆုံးအချက်ကတော့ဗာလဲဆိုတော့ခါထဲမှာအများကြီးမစားမိစေပါနဲ့ဆရာအဓိကတော့ small frequent meal ဆိုရဲအကြေများများနဲ့ပမာဏနည်းနည်းကိုခဏ2နာရီကြာ3နာရီကြာတစ်ခါစားပေးပါတချို့မေမေတွေကလုပ်တယ်ဘာမှမစားကြဘူးတနေ့လုံးဘာမှမစားရဲအစာမဝင်ပိုတက်တာမဲဆိုဘာမှမစားဘာမှမစားတာပိုဆိုးတယ်ဘိုက်ထဲမှာဘာအစာမှမရှိလေမူးဝေပြို့ရတာပို့ဆိုရတဲ့အတွက်ကြောင့်မလို့ကိုကြိုက်နေတဲ့အစားအစာလေးကိုတစ်ခါစားရင်ပမာဏအများကြီးနဲ့အလိုကျမစားဘဲနဲ့အချိန်များများလေးဖွေးစားပေးပါနောက်တစ်ခုကကြတော့လေနည်းနည်း digestion ပေါ့အစာချေဖျက်ခက်တဲ့အစားအသောက်မျိုးတွေနည်းနည်းရှောင်ကျဉ်မှုလိုတယ်ဥပမာအားဖြင့်ကောင်းကင်မောင်းလိုပုံစံမျိုးတွေစီထမင်းလိုပုံစံမျိုးတွေနောက်စီရီနဲ့အများကြီးကြော်တော်ချက်မြုပ်ထားတဲ့ပြန်ကြော်ခြင်းနဲ့လုပ်ထားတဲ့စမူစာကြော်တို့နောက်ပြပါလို့ရှိရင်ငပြောကြော်တို့အာလူကြော်တွေကပို့ပြီးတော့ဒီအစီစိတ်ပေါ့နော်မကောင်းတဲ့အစီစိတ်တွေပို့ပြီးတော့များတဲ့အတွက်ကြောင့်မလို့အစာချေဖျက်ရခက်တယ်အဲ့လိုကာလမှာဆိုလို့ရှိရင်တော့အစီအစိတ်များတော့နားတော့ခွာပြရဲကောင်းကင်းနဲ့လှုပ်ထားတဲ့မုတ်တွေကိုနည်းနည်းရှောင်ပြီးစားဖို့ပဲဆရာနောက်တစ်ခုကကြတော့ဒီလိုမျိုးမိုးရေပြေးဝင်တဲ့ကာလမှာဆိုရင်ရှေးပါမတောက်ချင်အောင်ရွှေ့နေရနေအဲ့တော့ hydration ဆိုတဲ့ရေထဲပြေးဝနေဖို့လဲလိုတဲ့အတွက်ကြောင့်မလို့စားတဲ့အချိန်မှာအရေရွှဲနဲ့အတီးလေးတွေပေါ့နော်စံကစ်တီးတို့ဖရဲတီးတို့အခွားတီးတို့အုံးစိမ်းကြီးတို့အဲ့လိုတောက်ပေးမယ်နောက်မိုးရေဓာတ်စားရေတောက်မယ်ဆိုလို့ရှိရင်လည်းဆုံးရှုံးရတဲ့ဒီရေဓာတ်ခန်း6တောက်လည်းတောက်ပြန်နိုင်တဲ့အပြင်တရက်တာလိုအပ်တဲ့စားဓာတ်တို့ပိုတက်ဆီယမ်ဓာတ်တို့ကိုလည်းကောင်းမွန်စွာရရှိနိုင်မှာဖြစ်တယ်နောက်ပြီးရင်တော့အရေးကြီးတာကဒီကိုယ့်ရဲ့ဒီသမားတို့ကပေးထားတဲ့ပြောက်စီတောက်ပြီးမိနစ်20နာရီဝက်အတွင်းမှာအစားတောက်စားပြီးတော့ပို့ပြီးတော့မူးဝေပြို့ဝင်အောင်လည်းတတ်တာစီရယ်နောက်ထပ်ဒီဗီတာမင် B6 ကျွဲသွားတဲ့အစားအသောက်တွေကဒီကိုဝင်ဆောင်ကာလမှာမူးဝေပြို့ဝင်အောင်တတ်တာစီရတဲ့အတွက်ကြောင့်မလို့ဗီတာမင် C6 ကျွဲသွားတဲ့ငပြောသီးတို့ထောပတ်သီးတို့အာလူတို့စားပေးမယ်ဆိုလို့ရှိရင်လည်းဒါဗီတာမင် B6 လည်းရမယ်။နောက်မိုးရေပြိုးရတာကိုလည်းတတ်တာစီတယ်။ပြီးနောက်ဆုံးအကြံပေးခြင်းတဲ့အချက်တစ်ခုကတော့လေပူပူနွေးနွေးအစားအသောက်တွေကိုအဲ့ဒီချိန်မှာစားရင်ပူပြီးတော့မိုးရေပြိုးအန်တဲ့ဓာတ်တွေပူပြီးတော့ဖြစ်နိုင်တယ်ဆရာ။ဥပဒေပူပူနွေးနွေးအစားအသောက်တွေကအနက်နေရလေပူပြီးတော့ဒီအနက်ခံနိုင်စွာအောင်လည်းပူပြီးညှင့်တယ်ပြီးတဲ့အတွက်ကြောင့်မလို့မိုးရေပြိုးအန်တဲ့ကာလမှာပူပြီးတော့အနက်ရတာနဲ့ဟိုပဲပူပြီးပြိုးအန်စင်တာရှိရဲအဲ့တော့အကြံပေးခြင်းတာတစ်ခုကတော့ပူပူနွေးနွေးချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုချက်ချင်းတမ်းမစားဘဲနဲ့နည်းနည်းလေးအေးအေးခံ room temperature အခန်းမှုချိန်မှာရှိရဲ့အနေထားတော့အနက်နေပေါ့နော်ဒီအပူကြောင့်ရရှိရဲ့အနက်အသက်တွေနည်းနည်းရော့ပါသွားတဲ့အချိန်မှာစားရင်တော့ပူပြီးတော့ကိုယ်ဆောင်မမေတွေမိုးရေပြိုးအန်တဲ့အချိန်မှာတက်တာစီမယ်နီလန်းကောင်းလေးတွေဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဒါကပြောတော့နားထားရတာနဲ့တယ်နော်morning sickness ကိုတော်လေးကိုမြင်ရအောင်ပြောဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဒီလိုမျိုးကိုဝင်စရှိတဲ့မိခင်တွေ morning sickness ရတဲ့ခါမှာဘယ်လိုစားမျိုးစားတင်တယ်လဲအထူးသဖြင့်အပူနဲ့အေးမှာဘယ်ဟာပို့ပြီးတော့ရွေးချယ်တင်တယ်လဲဆိုတာကိုအသေးစိတ်ရှင်းပြပေးတဲ့ဒေါက်တာကိုအထူးပဲကျေးဇူးတင်ပါတယ်
ကျွန်မကလည်းဒီ We Care for You program လေးကိုကြည့်ရှုနေတဲ့ကိုဝင်ဆောင်မေမေတွေတချို့မေမေတွေပေါ့နော်ကိုဝင်ဆောင်ဘဝပြူဝမ်းတာကိုခန်းစားနေရမေမေတွေမှာဒီအစီအစဉ်လေးကနေတစ်စက်ပိုးသူတာတွေအများကြီးရရှိပြီးတော့ကိုဝင်ဆောင်ဘဝပြူဝမ်းတာတွေကိုလည်းအများကြီးတက်တာနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်